ဒီဗီဒီယိုမှာတော့ဒီကနေ့နိုဝင်ဘာလ2ရက်နေ့မှာဆွေဒဂုံစီရီတော်ရဲ့ရင်းမြစ်တော်ပေါ်မှာတွေ့ရတဲ့တန်ဃာတော်တစ်ပါးတရားကျင့်ကြံအားထုတ်နေတဲ့ဗီဒီယိုပဲဖြစ်ပါတယ်။မြင်နေရတဲ့အတိုင်းပဲဆရာတော်ကနေအရန်ပူတဲ့အထက်မှာလုံးဝတရားထိုင်နေတာကိုမဖြုတ်ဘဲနဲ့ဒီတိုင်းပဲတရားဆက်ထိုင်နေတာပေါ့နော်။ဘေးမှာဖြတ်သွားဖြတ်လာတဲ့လူတွေကဆရာတော်ကိုကြည့်ပြီးတော့ကြီးညိုတဲ့စိတ်တွေဖြစ်ပြီးတော့ရှစ်ခိုးသွားကြတယ်။တချို့ကသင်္ကန်းတွေပေါ်မှာလူငွေတွေတင်သွားကြတာပေါ့နော်။ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မင်းတို့ရဲ့ထင်မြင်စားချက်တွေကိုလည်းအောက်ကကွန်မန့်မှာရေးပေးသွားကြပါအောင်ခင်ဗျာတချို့သောဗုဒ္ဓဘာသာဝင်တွေကလေလူပုံအလယ်မှာဒီလိုမျိုးလူအထင်ကြီးအောင်လုပ်ပြလိုက်ပြီဆိုရင်အရန်ကိုအထင်ကြီးပြီးတော့ကြီးညိုတတ်ကြပါတယ်အမှားနဲ့အမှန်ကိုဝေဖန်ပိုင်းခြားနိုင်တဲ့ဉာဏ်စွမ်းသိမရှိကြပါဘူးနော်တကယ်တရားလူလားတဲ့သူတော်ကောင်းတွေဟာတရားအလုပ်ကိုလုပ်တဲ့အခါမှာဘယ်တော့အခါမှလူမြင်ကွင်းမှာမလုပ်ပါဘူးလူတွေမမြင်နိုင်တော့တဲ့အရက်မှာပဲတရားအလုပ်ကိုလုပ်ကြပါတယ်တခါတော့ကတီဟိုမှာညီကိုယဟန်နှစ်ပါးရှိပါတယ်အတူသတင်းသုံးကြတော့လဲပဲညီလို့သူတုတ်တန်တူတင်ဆောင်နေတာဖြင့်ကြာပါပြီဒါကိုအကိုလို့သူကမသိပါဘူးနော်တုတ်တန်တူတင်ဆောင်တဲ့ပုံကိုယ်တွေဟာအသားငါမစားကြဘူးဘာကြောင့်လဲဆိုရင်အသားငါစားတဲ့အခါမှာခန္ဓာကိုယ်ကအလွန်ဆိုးဝါးတဲ့အညှိနှံ့တွေထွက်တာကြောင့်တုတ်တန်မှာရှိတဲ့မကောင်းဆိုးဝါးတွေကနှောက်ယှက်ကြတဲ့အတွက်အသားငါမစားကြခြင်းဖြစ်ပါတယ်ဒီနေ့မှာညီကိုနှစ်ပါးဆွမ်းဖုံးပေးနေစဉ်အကိုလို့သူကညီလို့သူရဲ့တပိတ်ထဲကိုအသားဟင်းထည့်ပေးပါတယ်ဒီအခါမှာညီလို့သူကတပည့်တော်မဖုံးဘူးဖျားဆိုပြီးအကိုလို့သူရဲ့တပိတ်ထဲကိုအသားဟင်းပြန်ထည့်ပေးလိုက်ပါတယ်ဒါကိုအကိုလို့သူကညီလို့သူတုတ်တန်ဒူတင်ဆောင်နေမဲ့ရိပ်မိသွားတဲ့အတွက်ကြည်ညိုတဲ့စိတ်နဲ့ညီလေးတုတ်တန်ဒူတင်ဆောင်နေတာလားလို့မေးပါတယ်ဒီအခါမှာညီလို့သူကသူဒူတင်ဆောင်နေတာကိုအကိုသိမှဆိုတဲ့အတွက်ကြောင့်အကိုတပိတ်ထဲကအသားတုံးကိုပြန်ယူပြီးဖုံးပေးလိုက်ပါတယ်နော်တုတ်တန်ဒူတင်ဆောင်နေပါတယ်လို့ဝန်မခံပါဘူးတကယ်တရားလိုလားတဲ့သူတော်ကောင်းတွေဟာတရားအကျင့်ကိုကျင့်တဲ့အခါမှာတခြားလူသိဖို့မပြောနဲ့မိသားစုအချင်းချင်းတောင်မှအသိမခံပါဘူးနော်အဲ့ဒီလိုမျိုးမိမိတရားအလုပ်လုပ်တာကိုလူသိမခံမှသာလျင်ပဲတကယ်သူတော်ကောင်းစစ်ဖြစ်ပါတယ်မိမိတရားအလုပ်လုပ်တာကိုလူသိခံပြီးဆိုရင်တော့ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်များစဉ်းစားဖို့လိုပါပြီနော်